ဆရာကျေးဇူးတင်ပါတယ်ခဏလေးအဲ့ဒါကျွန်တော်ပတ်စံပါဆရာခဏဆောင်ပါဦးအိုးသူကပတ်စံခိုးသွားပြီဟိဆရာဒီကထွက်သွားတာမြင်လိုက်လားမမြင်ဘူးကျွန်တော်ပတ်စံခိုးသွားတဲ့သူကိုပြန်လိုက်ရှာနေတာပါကက်ဆိတ်ဝစ်စုံတဲ့လူလားဟုတ်ပါတယ်မင်းစီကပတ်စံခိုးသွားတာလားဟုတ်ပါတယ်ဟိတ်ကောင်ဒီမှာဟာတာလာလှုပ်လို့မရဘူးသွားတော့ကူညီမပေးချင်ရင်မပေးနဲ့ဒါပေမဲ့ဒီဟိုတယ်ထဲမှာတခိုးတယောက်လွတ်လပ်စွာရှောက်သွားနေတယ်ဆိုတာတော့သိထားလိုက်ပါအေးကျွန်တော်ကြိုက်တွယ်လိုက်မယ်ကျေးဇူးတင်ပါတယ်ခဏအကြာ$10ကိုအကျွေးဖြတ်ပေးနိုင်မလားယူသွားအကျွေးတော့မလိုတော့ဘူး receptionist ကတန်တရားဝင်သွားတယ်ဒီပတ်စံဘဲကရလာတာလဲမင်းနဲ့မဆိုင်ဘူးဒီပတ်စံကရှင့်ဟာမဟုတ်ဘူးထင်တယ်မင်းကရဲလားမဟုတ်ဘူးဒါပေမဲ့ရဲကိုခေါ်နိုင်တယ်အိုးမဲ့အိမ်မဲ့တယောက်စီကပတ်စံကူတာမရှက်ဘူးလားဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကတော့လမ်းပေါ်ကအိုးမဲ့အိမ်မဲ့စီကပတ်စံနည်းနည်းယူတာပဲဘာကြီးကျယ်စရာလို့လဲသူ့သားရဲ့အမားကိုတောင်ကောက်ွယ်ပေးနေခဲ့တယ်receptionist ကအလုပ်ပြုတ်ရမယ့်အနေရရှိနေပေမဲ့အမှန်တရားဘက်မှာယက်တည်ခဲ့တယ်။အဲ့ဒီအချိန်မှာတထေးသားကအိုးမဲ့အိမ်မဲ့လူရဲ့အိတ်ထဲကိုသူ့ပတ်စံအိတ်ကိုတိတ်တဆိတ်ထည့်လိုက်တယ်။ကြည့်ပါဦး။နားရဲ့ပတ်စံအိတ်ကသူ့အိတ်ထဲမှာတွေ့တယ်။အိုးမဲ့အိမ်မဲ့ကအံ့ဩသွားတယ်။ကျွန်တော်မခိုးပါဘူးကျိန်ဆိုရဲတယ်။ receptionist ကလည်းမယုံဘူး။လုံခြုံရေးကင်မရာရှိတယ်အမှန်တရားပေါ်လာလိမ့်မယ်။ဒါပေမဲ့တထေးသားကအယမ်းယုံကြည်နေခဲ့တယ်ဘသူမှအိုးမဲ့အိမ်မဲ့တယောက်ကိုဂယုမဆိုင်ဘူးငါသူ့အင်ဂျီအိတ်ထဲပတ်စံအိတ်ထဲလိုက်ရင်ဘာဖြစ်လဲဘသူမှစိတ်မဝင်စားဘူးသူမသိခဲ့တာကရဲတွေကအနားမှာရက်ပြီးအကုန်လုံးကြားနေခဲ့တာပါမင်းပြောသမျှအကုန်ကြားတယ်နောက်ဆုံးမှာတထေးသားဖကိုရဲတွေဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်အိုးမဲ့အိမ်မဲ့အဖိုးကြီးကတော့မျက်ရည်ဝဲပြီးပြောလိုက်တယ်ကျေးဇူးတင်ပါတယ် receptionist ကပြန်ပြောတယ်ကျွန်တော်ကိုကျေးဇူးတင်စရာမလိုပါဘူးဒီမှာရှိတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါကျွန်တော်တို့လည်းခမားလိုပဲလူသားတွေပါပဲကံကောင်းမှုနည်းနည်းပိုရထားတာပဲကြွားချတာပါတခါတရံအမှန်တရားကိုကာကွယ်ဖို့ယာတုထက်တတိကပိုရေးကြည့်ပါတယ်